ပြန်လဲမွေးဖွားလာတော့ရှင်ယွန်းမယ်ပထမဆုံးအကြိမ်ထိတ်တိတ်တွေ့ချင်းရှီအောင်တိုင်းပြည်ရဲ့အိတ်ခမ်းဆောင်ထဲမှာရှင်ယွန်းမယ်ဟာမှန်ချက်ကြီးရှိမှရပ်နေခဲ့တယ်ငါကစုံတော့အိုလီဗာငါဘဝမှာအရှုံးပေးတယ်ဆိုတာမရှိဘူးလို့ရည်ရွတ်ရင်သူမဟာဒီခန္ဓာကိုယ်ကိုပြောင်းလဲကိုဆုံးဖြတ်လိုက်တယ်လေ့ကျင့်ခန်းတွေစတင်လုပ်တယ်အစားအသောက်တွေကိုထိန်းချုပ်တယ်ပြီးတော့ရှီးခိအသားကြီးထိန်းသိမ်းနေတွေကိုစုံတော့ဗီဇနဲ့လေ့လာပြီးကိုပြုတ်ပြင်လိုက်တယ်မကြခင်မှာပဲဝဖြိုတဲ့ရှင်ယွန်းမယ်ဟာတွယ်လျက်လှပပြီးညံထက်မြက်တဲ့မိန်းမလေးတူဖြစ်ပြောင်းလဲသွားခဲ့တယ်ဥယျာဉ်တော်ထဲမှာပြုတ်လုတဲ့နန်းတွင်းပွဲဆက်တစ်ခုမှာရှင်ယွန်းမယ်ဝင်လာတဲ့အချိန်မှာတော့အားလုံးကအံ့ဩလွန်းလို့မှင့်ထသွားကြတယ်သူမရဲ့လှပမှုကဒေဝီထက်တောင်တာလို့နေခဲ့ပြီဆိုင်းလူရဲ့မျက်လုံးတွေကလောဘဇောတွေနဲ့တောက်ပါလာပြီးဒေဝီရဲ့မျက်နှာကတော့မနာလိုစိတ်ကြောင့်ပြက်ယွင်းသွားခဲ့တယ်။ဒေဝီကရှင်ယွန်းမယ်ကိုအဆက်ခွဲဖို့ပလန်ဆွာလိုက်တယ်။ဒေဝီကအစေခံတူကိုခိုင်းစေပြီးရှင်ယွန်းမယ်ဝစ်စုံပေါ်ကိုတစ်ဖိဖြိုရည်ဒီမောက်ကြအောင်လုပ်ခဲ့တယ်။ဒါပေမဲ့စုံတော့အိုလီဗာကဒီအကွက်ကိုကြိုတင်အိပ်မိမိတယ်။ဒေဝီရဲ့အစီအစဉ်ကိုပြောင်းပြန်လှန်လိုက်ရာအစေခံကတစ်ဖိဖြိုရည်ကွက်ကိုကိုင်ပြီးတိုက်မိသွားတာကဒေဝီကိုယ်တိုင်ဖြစ်သွားတယ်ဒေဝီရဲ့လှပတဲ့ဝစ်စုံကတစ်ဖိဖြော်ရည်တွေတဲ့ဆူရွှေသွားပြီးသူမရဲ့ရုံမာတဲ့စကားတွေကလည်းလူကြားထဲမှာပေါ်သွားခဲ့ရတယ်။ပွဲစော်ကနေအပြန်လန်းမှာတော့ရှင်ယွန်းမယ်ဟာမြို့ထဲမှာဖြစ်ပွားနေတဲ့ထူးဆန်းတဲ့ခိုးမှုတစ်ခုကိုစုံစမ်းနေတဲ့အရေးပိုင်မင်းတတိုးရာဇာနဲ့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တယ်။တတိုးရာဇာကခန့်ညားထက်မြက်တဲ့အရေးပိုင်မင်းတူရှင်ယုံမယ်ကစုံတော့ဗီဇအတိုင်းအမှုသွားအမှုလာကိုစိတ်ဝင်စားတဲ့ထင်တတိုးရာဇာကိုတွားရောက်ကူညီတယ်ဒီချေရောင်ကိုကြည့်ရင်တီယာကန်ကဘေးဘက်ခြေတောင်မတန်ဘူးဆိုတာသိတာလေလို့အိုလီဗာကပြောလိုက်သည့်အခါတတိုးရာဇာသည်သူမရဲ့ထူးခြားတဲ့စုံတောက်စွမ်းရည်ကြောင့်ရင်ခုန်သွားရတယ်။မင်းကဘာတူလဲလို့တတိုးရာဇာကမေးလိုက်တယ်။တတိုးရာဇာရဲ့အံ့ဩမှန်တက်နေတဲ့မျက်လုံးတွေကိုကြည့်ရင်ရှင်ယွန်းမေဟာနှုတ်ခမ်းအစုံကိုလှပစွာတွန့်ကွေးလိုက်ပြီးခက်လေးလေးပြုံးရလိုက်တယ်။ကျမကရှင်ယွန်းမေပါဒါပေမဲ့အရင်ကရှင်ယွန်းမယ်မဟုတ်တော့ပါဘူးလို့တိုးညင်းတီနက်မြဲတဲ့အတန်နဲ့ပြောလိုက်တယ်။ထို့နောက်သူမဟာတီငင်ကြော်ရှင်းတဲ့ဟန်ဘန်နဲ့နေရာကနေလွှဲထွက်သွားခဲ့တယ်။တတိုးရာဇာကတော့လွတ်မျောသွားတဲ့သူမရဲ့ဝစ်စုံစလေးတဲ့နဲ့နေရာမှာလဲကြောက်ရွံ့လို့ကြံ့ရစ်ခဲ့တယ်။အရင်ကရှင်ယွန်းမယ်မဟုတ်တော့ဘူးဆိုတဲ့စကားလုံးတွေကသူ့ကောင်းထဲမှာထက်ခါထက်လက်မြေဟဲနေခဲ့တယ်။သူမရဲ့ထက်မြက်တဲ့မျက်လုံးတွေပြတ်သားတဲ့အပြောအဆိုတွေနဲ့ထူးခြားတဲ့စုံတောက်ညံရည်ကသူ့ကိုဆွဲဆောင်သွားခဲ့ပြီ။တတိုးရာဇာဟာနေရာကနေမခွာနိုင်ပဲသူမအဝေးသို့ပျောက်ကွယ်သွားသည့်အထိငဲကြည့်ရင်ကြံ့ရစ်ခဲ့ပါတော့တယ်